ရုတ်တရက်ဆိုသလိုကျွန်တော်မှောင်မိုက်ချင်းထဲကနေလက်နိုးလာခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲကျွန်တော်မတည်သေးဘူးဆိုတာကိုသိလိုက်ရတယ်အသက်ရှူချက်တဲ့ဝေဒနာကအခုထိမပြောက်သေးပေမဲ့ကျွန်တော်လက်တွေရှိနေသေးတယ်ခြေထောက်တွေလည်းမကျိုးဘူးအဲ့ဒီအသက်အန္တရာယ်ဖြစ်စေတဲ့ဒဏ်ရာတွေအားလုံးခြေရလက်ရမပြန်ပျောက်ကွယ်သွားပြီပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်ကစေတနာကောင်းတဲ့ရိတ်ခါတွေခွဲဝေပေးခဲ့တာကိုအိမ်နီးနားချင်းတွေကကျွန်တော်ကိုနှင်းတော်တဲ့ပြစ်ချပြီးတည်တဲ့အထိရိုက်တက်ခဲ့ကြတယ်ပြီးတော့ကျွန်တော်ရဲ့ပစ္စည်းတွေကိုလည်းလူယူသွားခဲ့ကြတယ်နောက်ပြီးခံယူခြင်းကျွန်တော်နဲ့သမီးတစ်ပါးလိုတတ်မှတ်ခဲ့ဘူးတဲ့အဲ့ဒီမိမသူမကပဲကျွန်တော်ကိုလှည့်စားပြီးတကားဖွင့်ခိုင်းခဲ့တာသူမကပဲလူအုပ်ကြီးကိုဆွပေးပြီးကျွန်တော်ကိုငရဲပြေအရောက်လက်ကိုယ်တိုင်ပို့ဆောင်ခဲ့တာတက်ဆိုးဆန်ဖြားပျောက်ကွယ်သွားတဲ့အဲ့ဒီနောက်ဆုံးအချိန်ကြမှာပဲကျွန်တော်နားလဲတော့အားတော့တဲ့ကဘာပြက်ကတ်ထဲမှာအရင်ဆုံးတက်ရမှာကစေတနာရှင်သူတော်ကောင်းရောင်ဆောင်သူပဲဒါကကျွန်တော်အိမ်ပဲပြပုံအတိဖြစ်သွားခဲ့ရပြီလို့ထင်ထားတဲ့ကျွန်တော်အိမ်2005 ပြည့်နှစ်နိုဝင်ဘာလ1ရက်ကျွန်တော်တုံရင်နေတဲ့လက်တွေနဲ့ဖုန်းကိုကောက်ကင်လိုက်တယ်ဖုန်းမျက်နှာပြင်လင်းပွင့်လာတဲ့အခိုက်တက်မှာပဲရင်ထဲအထိအေးစိတ်မှုတွေတိုးဝင်လာခဲ့တယ်ကျွန်တော်မထင်မှတ်ပဲအေးလိုင်းမုံတိုင်းမကြရောက်ခင်တလလိုကိုပြန်ရောက်နေတာပဲဒါပြန်လဲမွေးဖွားခြင်း rebirth ပဲဖျားသခင်ကကျွန်တော်ကိုအစကနေပြန်စဖို့အခွင့်အရေးပေးလိုက်တာပဲသတင်းပေါက်အပြင်ဘက်ကဟန်ဆောင်မတ်မောစရာကောင်းနေတဲ့စီကားမှုတွေကိုကြည်ရင်ရက်ပေါင်း30အကြာမှာဒီနေရာကြီးကငရဲပုံဖြစ်သွားတော့မယ်ဆိုတာဘယ်သူကသိနိုင်မှာလဲတကြော့ပြန်အသက်ရှင်ခွင့်ရပြီဖြစ်တဲ့အတွက်ကျွန်တော်ဘယ်တော့မှအဲ့ဒီလိုမိုက်မဲတဲ့လူကောင်းတစ်ယောက်အဖြစ်ခံတော့မှာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲအဲ့ဒီမိမစီက message ချဝင်လာခဲ့တယ်သူမရဲ့ profile ပုံကိုကြည့်ရင်ဒီတစ်ချိန်မှာတော့ကျွန်တော်ဟာကလက်စားချီဖို့အတွက်တက်ပြန်လာခဲ့တာဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိလိုက်ပြီဒီတဘောမှာတော့အဲ့ဒီငရဲသားတစုလုံးကိုကျွန်တော်လက်ကိုယ်တိုင်ငရဲပြည်ကိုမောင်းဖို့ပေးရမယ်ပြန်လဲမွေးဖွားလာတာဟာအရှိတရားဖြစ်သွားပြီဆိုတော့မတေခင်ကနိုးထလာခဲ့တဲ့စွမ်းအားထူ super power လည်းရှိနေအောင်မှာပဲကျွန်တော်အဲ့ဒီစွမ်းအားကိုစိတ်နဲ့ခံစားကြည့်ဖို့ကြိုးစားလိုက်တဲ့အခါတကယ်ပဲစိတ်အာရုံနဲ့အတူအဖြူရောင်အာကာသအပြင်စင်ထု dimension space တစ်ခုပေါ်လာခဲ့တယ်ဒါဟာအချိန်နဲ့အာကာသရက်တက်နေတဲ့နေရာတစ်ခုဖြစ်ပြီးဆန့်စင်ဆက်နိုင်စွမ်းကလည်းအကန့်အသတ်မရှိဘူးစိတ်ကူးလိုက်ယုံလေးနဲ့တင်မျက်စိရှိကရေနွေးချမ်းခွက်ဟာချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့တယ်ထည့်လိုက်တဲ့ပစ္စည်းမှန်သမျှဟာဝင်သွားတဲ့အချိန်ကအခြေအနေတိုင်းပဲရှိနေမှာဖြစ်ပြီးဘယ်တော့မှပုတ်တိုးပျက်စီးသွားမှာမဟုတ်ဘူးပြန်ထုတ်ကြည့်လိုက်တော့လေဒီရေနွေးချမ်းဟာအငွေ့တစ်ထောင်းနဲ့ပူလောင်နေတော့ပဲဒီဝက်ဖဲကိုပိုင်ဆိုင်ထားရပြီဆိုတော့ကျွန်တော်အတွက်ကတကဘာလုံးမှာရှိတဲ့တူလောင်ယုံကြီးတွေကိုပိုင်ဆိုင်လိုက်ရတယ်လို့ပဲကျွန်တော်သာအလိုရှိမယ်ဆိုရင်မြို့တစ်မြို့လုံးကိုတောင်အကုန်တည်ယူပြီးပြောင်းတလင်းခါသွားအောင်လုပ်လို့ရတယ်ဖုန်းကနောက်တစ်ကြိမ်တုံခါလာပြန်တယ်ခံယူခြင်းစီကဗီဒီယိုကောသို့မဟုတ်အတန်မက်ဆေ့ချပဲအော်နှလုံးနာစရာကောင်းတဲ့သူမရဲ့ဟန်ဆောင်တန်ချူ clip to voice ကိုကြားလိုက်ရတော့ပြီးခဲ့တဲ့ဘဝကဒီမိမရဲ့လှည့်စားမှုကြောင့်ကျွန်တော်ရဲ့အယိုးတော်မကြံအောင်ဖြစ်ခဲ့ရတာကိုပြန်မြောင်လာတဲ့ဂျပန်စားဆူရှီစားခြင်းနဲ့ဆိုတဲ့သူမတောင်းဆိုမှုကိုကြည့်ပြီးကျွန်တော်မဲ့ပြုံးမိလိုက်တော့တယ်ကျွန်တော်ဟန်ဆောင်ပြီးသဘောတူလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူတို့အတွက်နောက်ဆုံးကျွေးတဲ့တည်တံပေးခါနီးအစားအစာဖြစ်လာလိမ့်မယ်ဆိုတာကိုကျွန်တော်အသေးချာသိနေလို့ပဲဒါပေမဲ့ကလဲစားမချီခင်မှာရန်ပုံငွေပြဿနာကိုအရင်ဖြေရှင်းရမယ်ဘဏ်ကတ်ထဲကတနာစရာကောင်းတဲ့2025တူညကိုကြည့်ပြီးဘီလီယံချီတန်တဲ့ရိတ်ခါနဲ့ပစ္စည်းတွေကိုစုဆောင်းဖို့ဆိုတာစိတ်ကူးရင်အိမ်မတက်ပဲဒါပေမဲ့လည်းတလအကြာမှာပတ်စံဆိုတာစက်ကူစုပ်ဖြစ်သွားမှာဖြစ်ပြီးအိမ်တွေကလည်းလူတင်းချိုင်းကူတွေဖြစ်သွားတော့မယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိနေတဲ့ကဘာပြက်ကတ်ကရောက်တော့မှဆိုတော့စီးမြင့်ဥပဒေတွေဆိုတာလည်းဘာမှအရေးမပါတော့ဘူးပတ်စံရှာတဲ့ပထမဆုံးမှတ်တိုင်ကတော့အိမ်ရောက်လာပဲအိမ်ချမ်းမြေအကျိုးဆောင်တွေရဲ့မျက်လုံးထဲမှာတော့အခုချိန်မှာကျွန်တော်ကအယူတယောက်လိုပဲကာလာပေါက်ဈေး4 တန်း4တူညတန်တဲ့အိမ်ကိုကျွန်တော်က3 တန်း3တူညနဲ့ပဲရောက်မဲ့စီကန်းချက်ကတခုပဲဒီတဲ့ငွေပြေးကြည့်ဖြစ်ရမယ်လက်ငင်းချေရမယ်ကျွန်တော်ဘာမှရှင်းမပြခဲ့ဘူးမကြခင်တေချတော့မဲ့လူတွေအတွက်ဘာမှရှင်းပြနေစရာမလိုပါဘူး3 တန်းလက်ထဲရောက်လာပေမဲ့ဒါကလုံးဝမလုံလောက်သေးဘူးနောက်တစ်ဆင့်ကတော့ကားပဲအကုန်ရောင်းပစ်တယ်အနုပ်80ဒီဂရီ80 fattext ရှိမဲ့အလွန်မင်းအေးစိမ့်တဲ့ကဘာပြက်ကတ်ထဲမှာဇိမ်ခံကားတွေဆိုတာတန်တိုတန်ဆစက်ကူစုပ်တွေပဲအဲ့ဒီနောက်မှတကယ်ဇက်ရှိန်အမြင့်ဆုံးအပိုင်းရောက်လာတယ်
stock share ကစားတာကျွန်တော်က stock share ကစားရုံတင်မကဘူး leverage အကျွေးယူပြီးရင်းနှီးမြှုပ်နှံမှုကိုပါအမြင့်ဆုံးအထိဆွဲတင်လိုက်တယ် online ချေးငွေတွေဖြစ်တဲ့ GP တို့ Wallet တို့ credit card တွေကအစချေးလို့ရသမျှအကုန်ချေးတယ်အခုချိန်မှာကျွန်တော်ကကနန်းလုံးတွေကိုပဲဂရုစိုက်တော့တာနောက်ဆုံးအတိုးကြီးစားတဲ့အဖွဲ့တွေ Lawn Shark စီကပါစိုက်မစင့်ဘုံမစင့်အကုန်လက်ခံပြီးချေးပစ်လိုက်တယ်တိုးစားတဲ့လူမိုက်ဂိုင်းကောင်းဆောင်ကြီးကကျွန်တော်ကိုအဖျားနာကင်းပြီးတက်လို့ကောင်းမဲ့ဝက်စုလေးဆိုပြီးလှောင်ပြုံးတယ်ဟဲ့ကျွန်တော်ကတော့သူ့ကိုဟာအသက်ရှင်ဖို့ရက်ပိုင်းပဲလိုတော့တဲ့ကောင်ဆိုပြီးစိတ်ထဲကနေပြန်လောင်နေမိတာနောက်ဆုံးမှာတော့ပြီးခဲ့တဲ့ဘဝကအတွေ့အကြုံနဲ့နီးစနစ်တွေကိုသုံးပြီး stock ဈေးကွက်အတက်ကြတိုင်းကိုတိတိကျကျမြောက်စားကစားရင်းဒီတလအတွင်းမှာတင်ထိတ်တန်းအကြီးစားယင်းနှိမ့်မြုံနှံသူ top speculator ဖြစ်လာပြီးတန်းတစ်ထောင်တက်သူမြအထိတင်းကျုံရှာဖွေနိုင်ခဲ့တယ်တကယ်လို့ကဘာပြက်ကတ်တာရှိမလာဘူးဆိုရင်ဒီငွေပုံကြီးကဘဝပေါင်းများစွာသုံးလို့တောင်ကုန်မှာမဟုတ်ဘူးဒါပေမဲ့နှမျောစရာကောင်းတာကကဘာပြက်ကတ်ကအချိန်တိကျစွာရောက်လာတော့မှပဲ